ကဲမင်္ဂလာပါနော်မင်္ဂလာပါနော်ညီတယောက်မေးထားတယ်လုံနေလေးလုတ်ပြပေးပါဒါမဲ့ဘလို့လုတ်ပြပေးလို့မရတော့ဘူးနော်ဒီမှာလုတ်ထားပြီးဆိုတော့ဒီမှာပုံစံလေးပြပေးမယ်နော်ပုံစံပြပေးမယ်ဒီမှာသူရဲ့ခလုတ်နော်ဒီမှာဖဲတို့ဖဲပါနော်ညီတေချာကြည့်နော်ဒီမှာပြပေးမယ်နော်ဒီမှာဒီကျိုးဖြူတွေ့လားကျိုးဖြူတွေ့လားဒီမှာဒီကျိုးဖြူဒီမှာအသေးချီထားတယ်တေးချီထားတယ်မှာဒီမျိုးပေးတက်လာနော်ဒီကောင်ဆွဲချတာမှာခိုင်းကိုဒီကနေလာမှာကျိုးဖြူကဒီကနေလာတာဒီကနေလာသူဒီမှာချိတ်ရတယ်ဒီမှာလာချိတ်ရတယ်ဒီမှာပတ်ဖောက်ရပတ်ဖောက်ရမှာပတ်ဖောက်ရဒီကျိုးဖြူကဒီကိုင်းဆွဲတင်တာနဲ့ဒီကောင်ဒီမှာတက်နေမယ်နော်မှာသူ့ရဲ့ကျိုးဒီမှာတက်နော်ကျိုးဒီမှာတက်နော်တဲ့မှာဒီပေါင်းနေဝင်နော်ဟိုပေါင်းနေဝင်တယ်ဒီပေါင်းနေဝင်တော့ဒီကောင်ပြန်ဆင်းတယ်ပြန်ဆင်းတယ်ဒီကနေတနေ့လာတော့ဒီကနေဆင်းညနေဆင်းတယ်ဒီမှာချိတ်ရမှာဖက်တော့ချိတ်ရဒီကနေလာဒီမှာသူဒီကန်ကိုသူတက်နေရတယ်ဒီကောင်တက်နေရတယ်သူပြုတ်မယ်နော်အိုးကန်ဘောလည်းတောင်းမယ်ကန်မရဘူးမချစ်ကြည့်မယ်ကူမကြည့်တော့မိတ်လားသူရှင်နော်အောင်ရှင်ဒီကောင်တက်နေမှာဒီကနေလာမယ်မိတ်မယ်အဲ့လိုမျိုးပဲနော်လာပဲနော်ဒီမှာကျိုးဖြူဒီကျိုးရတဲ့မှာအိုးဒီကောင်ကတော့မချိတ်တာလို့နော်ဒီမှာသူ့ရဲ့ကျိုးဖြူရတယ်မှာကျိုးဖြူဒီကျိုးဒီမှာတိချီရသူကန်ဒီတိုင်းမယ်နော်ကန်ဒီတိုင်းမယ်ကျန်နေစမ်းမှာလောက်ပဲနော်လောက်ပဲလွတ်လေးပဲဒီကောင်ကလွတ်လေးပဲနော်ဒီလောက်ပဲပြတ်ပြီးလို့ရမယ်နော်လုတ်ပုံလုတ်နီးကရင်တော့တင်တာရှိရင်တော့အထက်ကောက်ရဲမှဝင်ကြည့်လိုက်အောင်ကောက်ရဲမှဝင်ကြည့်တင်တာတော့ရှိတယ်လုတ်နီးရယ်โอเค